大家好，講龍個零七年變成 online class 間呢，就到禮拜老師တို့ဒီနေ့မှာလိမ္မောက်ဆက်တို့ပြီး guide တို့ကျုပ်တို့ဘယ်လိုခေါ်လဲဆိုတာလေ့လာကြည့်အောင်ပထမဆုံးကလိမ္မောက်ဆက်ကိုချွေးဖုံးကြီးနောက်တစ်ခုကကြတော့ T ကိုရွှီဆန်နောက်တစ်ခုသွားလိုက်စေကိုကြတော့ရာကောင်းနောက်တစ်ခုသွားလိုက်တောင်ကိုကြတော့ရာရွှာနောက်တစ်ခုရင်မွေးကိုကြတော့ရှမ်းရွှေနောက်တစ်ခုကျုပ်ကိုကြတော့ထိရွှီတောင်းပြီးရင် guide ကိုကြတော့点动体续当体续当ပေါ့နောက်တစ်ခုကကြတော့အလံပြည့်နိုင်ကိုကြတော့နှောက်ကျုံနောက်တစ်ခုလက်သေးညက်ကိုကြတော့指甲剪那你们学会了吗？再见